ကဲအားလုံးပဲကျွန်တော်ကိုမာရီအားလုံးပဲမင်္ဂလာပါကျွန်တော်ဒူရီကိုင်း channel ကျွန်တော် lucky game channel တင်လေးရနေပြီးတော့ကျွန်တော်မိတ်ဆွေကိုရောကိုမာရီအားလုံးပဲမင်္ဂလာပါလို့တေးဦးတောင်းကြမ်းကျွန်တော်နှုတ်ကိုဆက်သလိုက်ပါတယ်အားလုံးပဲကျွန်တော်ကိုမာရီမင်္ဂလာပါဗျာကဲကျွန်တော်ဒီ video file လေးဒီမနက်ဖြန်9ရက်10လ2025နော်ကြာသပတေးနေ့မနက်စေး12နာရီ10မိနစ်မှာအဓိကကစားအဓိကထားပြီးထိုးရမယ်တင်ငေါ်လေးနဲ့ရွေးကနန်းလေးတွေကိုကျွန်တော်ထုံးစံတိုင်း video file လေးနဲ့လောင်းမြရပြီးတော့ပါဒါကြောင့်ကိုမာရီအားလုံးပဲနော်ကြာသပတေးနေ့အထိတဝဲမပေါက်တဲ့ကိုမာရီအားလုံးပဲ sorry ပါနော်အခုဘလူးနဲ့ညနေသေးတဲ့ဘွဲမပေါက်သေးတဲ့ကူမာတွေစပွင့်နေအခုချိန်နေအရန်နေရှုံးနေတဲ့အရန်နော်အခုချိန်နေတပွဲမပေါက်သေးတဲ့ကူမာအားလုံးပဲ view file လေးကိုမြင်ပြီးတွေ့ပြီးဆိုတဲ့အစဆုံးလေးကြည့်ပြီးပါနော်ကျွန်တော်တို့ကလည်းကျွန်တော်တို့ပဲနော်ကျွန်တော်တောင်းနေတောက်လျှောက်ဆိုလို့3ဘွဲစရိုက်အဆင်ပြေတယ်အဖွဲရင်သမားတွေဆိုတော့4ဘွဲစရိုက်အဆင်ပြေတယ်နော်တကယ်အရေးကြီးတဲ့ရက်တွေလည်းရောက်လဲရောက်တော့ဒီလိုမျိုးတွေဖြစ်တော့ညမနက်လွဲတဲ့ခန်းတွေမှာပါလာအောင်နော်ဝမ်းချင်းတွေကမနက်ပေးညနေထွက်တွေဖြစ်နေတယ်ဒီညနေဆိုတော့ကျွန်တော်တို့6-6တင်ကပေးခဲ့ထွက်သွားတော့2-6တယ်ဗျာကျွန်တော်ကူမိုင်နော်တော်ရင်နာဘူးလဲကောင်းပါတယ်နော်ကနန်းတွေကရှေးပြီးနောက်ထွက်ဖြစ်နေတယ်ကဲကနန်းနှလုံးပဲကြံမယ်ကူမိုင်အားလုံးပဲနော်ကြံကနန်းနှလုံးပဲကြံမယ်ဒါကြောင့်ကူမိုင်အားလုံးပဲမနက်ပြမလမ်းမများပါနဲ့နော်ကျွန်တော်ပြောတဲ့ကနန်းလေးတွေကျွန်တော်ပြောမဲ့တင်ကော်လေးတွေဦးစားပေးဆော့ပေးပါနော်900ဘိုးထောင်မှုကိုတိုင်းတော့ကိုဆော့မယ်နော်တိုင်းတော့ပဲလုပ်ပါအရန်မလုပ်ပါနဲ့တချို့ကူမိုင်ရှိတဲ့အရန်ရှုံးနေလို့ပါအရန်ရှုံးနေလို့ပါဆိုပြီးပြမလာပြောတယ်နော်ကျွန်တော် view file လေးကိုအခုမှမြင်လို့ပါအကိုကြီးအရန်ရှုံးနေလို့ပါဆိုတော့နော်အဲ့လိုအကူမတွေအတွက်နော်အမားမှန်တော့ရှိပါလိမ့်မယ်ပုံမှန် live ဆောတဲ့အကူမတွေအတွက်ကပေါကနန်းကမဝေးပါဘူးနော်ကျွန်တော်ကူမရအောင်မယ်ဒါကြောင့် view file လေးတင်ပေးတဲ့ Viber channel မှာတင်ပေးတဲ့ canal လေးတွေကိုမနက်တစ်ချိန်ညနေတစ်ချိန်လေးပုံမှန်တင်ဆောပေးပါနော်ကြာသပတေးနေ့ဒီအပတ်တိုင်းမှာကျွန်တော်ကူမရားနေကြပဲနော်ရားနေကြပေါက်နေကြပဲနော်ကြာသပတေးနေ့မှာအများနဲ့ကနန်းမှန်နေကြအများနဲ့တင်ခွင့်မိနေကြပဲဒါကြောင့်ကူမရအောင်မနက်ကြာသပတေးနေ့မနက်ည2ပွဲမှာတပွဲအကောင်းဆုံးလေးကျွန်တော်ဖြစ်အောင်ကြိုးစားပေးမယ်။ကံကောင်း2ပွဲလုံးထိမယ်။အဓိကတော့ကျွန်တော်ကမှတော့တပွဲအကောင်းဆုံးဖြစ်အောင်လုပ်ပေးမယ်။နော်ကိုမရအောင်ဒါကြောင့်မနက်ညပွဲလေးကိုအောင်ဆိုင်ပြီးကစားမယ်။မနက်ညဦးစားပေးဆော့မယ်။ကဲလာပြီဝမ်းချင်းလေးရင်ပြောမယ်ဗျာ။နော်ဝမ်းချင်းလေးမပြောခင်မှာကျွန်တော်ကီးလေးရင်ပြောပေးမယ်နော်။ကီးလေးကတော့ခွန်304ကီးပါနော်။ကီးလေးပြောပြခြင်းတွေဝမ်းချင်းလေးပြောပြခြင်းတွေကနော်ကိုမိတ်ဆွေကူမတွေကကိုမလုံးမှန်လေးရှိတဲ့ခါကျွန်တော်ဝမ်းချင်းလေးတွေကီးလေးနဲ့ကတ်ဆော့ပြီးပေါကနန်းလေးဖြစ်အောင်လုပ်ပါနော်။ပေါကနန်းလေးဖြစ်အောင်လုပ်ပါကိုမရအောင်ပဲ။ကီးလေးကခွန်304ကီးပါဝမ်းချင်းဒီ1-3ဝမ်းချင်းပါနော်ကြံကနန်းကျွန်တော်1ကြံမယ်3ကြံမယ်မနေ့ဖြန်မအောင်ကျွန်တော်ကိုမကြံကနန်းလုံးတွေကတစ်လုံးဆဲမယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်ကိုမအားလုံးပဲနော် view file ထဲမှာတချို့မှန်းနေရရှိတယ်တစ်လိုက်လားတစ်လာနိုင်ပါမလားဆိုတော့ကိုမအတွက်မနေ့ဖြန်မှာတစ်ဆိုတဲ့ကနန်းလေးစော့ကြည့်မယ်ဦးစားပေးစော့ကြည့်မယ်1-3ကြံကနန်းနှလုံးကိုမနေ့ဖြန်မှာဦးစားပေးစော့မယ်မနေ့ဖြန်ဆိုရင်မနေ့ဖြန်မနက်စေးဦးစားပေးစော့မယ်မိတ်ဆွေများအားလုံးပဲနော်ကျွန်တော်1နဲ့3ကြံကနန်းလိုက်နေတဲ့အကိုမအားလုံးပဲမနေ့ဖြန်ကြာသပတေးနေ့မနက်စေးဦးစားပေးစော့မယ်နော်ကျွန်တော်ပြောပြတာတော့1-3ဝမ်းချင်းကျွန်တော်1ပိုင်း3ပိုင်းမနက်ဖြန်ကြာသပတေးမနက်စီတော့ကျွန်တော်အပြီးပေါက်ထုတ်ပေးမှာဒါကြောင့်ဝမ်းချင်းကြိုင်လိုက်လက်မနှိပ်ပါ live show လေး sorry ပါ view file လေးပြီးဆော့အောင်ကြည့်ပါကိုမိုင်အားလုံးပဲနော်ဝမ်းချင်းကြိုင်မှာ live ဆော့ပါကိုမိုင်ပြောပြီးသားနော်တချို့တော့ကိုမိုင်တချို့ဝင်ပလိန်နဲ့ကိုမိုင်ရှိတယ်ဝင်ပြီးတော့မကောင်းပြောတဲ့ကိုမိုင်ရှိတယ်မှန်နေတော့အဲ့လိုတွေပဲပြောင်းနေလဲမသိဘူးနော်ကျွန်တော်ဖွင့်ရဲဆိုလို့အဖွင့်ရနေကျွန်တော်တို့အင်္ဂါနေ့မနက်စီ3ပွဲစတိုက်မှန်တော့အဲ့လိုမျိုးမတွေ့ရဘူးဗျာနော်အခုဆိုရင်တော့လာမှန်ကြပြီလာပြီးပြောနေကြပြီနော်အဲ့လိုကိုမိုင်အားလုံးပဲကျွန်တော်ဝမ်းချင်းရင်ခေါ်ပေးတယ်ဝမ်းချင်းကကိုကကြိုက်လားကြိုက်တယ်ဆိုအစာဆုံးကြည့်ပေးကျွန်တော်ဝမ်းချင်းဒီကျွန်တော်ဒီဝမ်းချင်းလေးမနှပြန်ကြိုက်တယ်ကြားဝရံကတော့များတယ်ဆိုပြီးကျွန်တော်ပြောပေးတာနော်ဒီရက်သေးကြတယ်ဒီရက်ရုပ်ထိုးပါအဲ့လိုမျိုးကျွန်တော်တခါမှပြောတာမရှိဘူးနော်အဲ့လိုမျိုးလေးပြောပြီးအဲ့လိုမျိုးလေးတင်ပေးနေတာကျွန်တော်ကမှအဆင်ပြေနေတာပွဲပေါင်းလည်းမနှဲတော့ဘူးနော်အရင်ဘက်တွေရှေ့ဘက်တွေအရင်ဘက်ကကြံခဲ့တဲ့ဘက်တွေမှာတောက်လျှောက်ကိုရလာခဲ့အခုဆိုလဲကျွန်တော်တို့ထွေးတူပြောကြလို့မှမရှိဘူးတောက်ဦး3ပွဲဆက်တဲ့အဆင်ပြေသွားတယ်အဖွဲသမားတွေဆိုလဲဒါဇာတူခွန်ဆက်လိုက်တဲ့အကူမကြီးလည်းထပ်ပြီးအဆင်ပြေတယ်အခုလဲသွားတာဒီအင်္ဂါနေ့နော် sorry ပါဗုဒ္ဓဟူးနေ့မနက်ညဒါလွဲသွားပြီဘလူးနေ့မနေ့ညလွဲသွားရဟုတ်တယ်ဒါကျွန်တော်ပွင့်လင်းပြောတာဘလူးနေ့ညလွဲသွားပြီနောက်ထပ်ကျွန်တော်4ပွဲကြံမယ်အကောင်းဆုံးလေးဖြစ်အောင်လုပ်မယ်ကျွန်တော်ပြောပြီးသားမနေ့ပြန်ကြာသပတေးတောက်ကြ2ပွဲမှာကျွန်တော်တပွဲအကောင်းဆုံးလေးလုပ်ပေးမယ်နော်ကုမိုင်အားလုံးပဲတချို့လာပြောနေတဲ့ကုမိုင်ရှိလို့ပါကျွန်တော်ဘက်ကလည်းမြေတာစီတနာကျွန်တော်အလကားတင်မိထားတာပါနော်ကန်စာကြီး1000နဲ့လောင်ဝင်ထားတဲ့ကုမိုင်လည်းအားလုံးရအောင်နော်ကျွန်တော်နောက်ထပ်ပတ်တီအစိုးရကျသွားလို့ရှိရင်တော့နောက်ထပ်ထပ်ဖထုတ်ပေးတဲ့ပတ်တီဒီနော်အဖွဲဝင်တဲ့အကူမတွေရောမဝင်တဲ့အကူမရကြပါစေပုတ်ကြပါစေဆိုကျွန်တော် GB ထဲမှာအလကားတင်ပေးတာနော်တချို့ဆိုရင်အဲ့လိုမဟုတ်ဘူးနော်အဖွဲဝင်နဲ့ကန်ဆက်တဲ့ကုမိုင်တော့ပဲနောက်လာရမယ့်ပတ်တီလေးကိုတတ်ပို့ပေးတာကျွန်တော်အဲ့လိုမဟုတ်အကုန်ရစေခြင်းပေါက်စေခြင်းတွေအကုန်တင်ပေးတာနော်အကုန်တင်ပေးတာအဲ့ဒါကြောင့်ကုမိုင်အားလုံးပဲကျိုင်းမယူပါစေတနာတော့မစော်ကားပါနဲ့ဗျာတချို့လာပြောနေတဲ့ကုမိုင်ရှိလို့ပါတချို့လာပြောနေတဲ့ကုမိုင်ဒါကျွန်တော်နဲ့အမြဲတမ်းလက်တွဲနေလားလူရင်းလားဆိုတော့မဟုတ်ပြန်နော်မနေ့နေ့မှလာတယ်မနေ့နေ့ပြောတယ်ဒီညနေသေးပြီးတော့လွဲသွားတယ်အကွက်တွေကအများကြီးပဲတကွမ်းမှမပါတော့တကွမ်းမှမှန်တော့အဲ့လိုမျိုးပြောနေကြတဲ့လူတွေရှိလို့ပါကဲကျွန်တော်လေကျော်ရှိသွားပြီဗျာခဏလေးပြောကြအောင်ခဏလေးဆက်ပြောကြမယ်နော်ဝမ်းချင်းဒီ1-3ဝမ်းချင်းမှာ1ပိုင်း3ပိုင်းမှာကုမိုင်အားလုံးပဲနော်1ပိုင်း3ပိုင်းမှာ1နဲ့ပတ်သက်ပြီးတော့10 1ခွန်1 4 1 5ပါ1နဲ့ပတ်သက်ပြီးဒီကmain လေးကွက်ပါ sorry ပါကဏ္ဍလေးကွက်ပါကျွန်တော်တင်ခွန်လေးရွေးချယ်ပေးဦးမယ်နော်ကဏ္ဍလေးကွက်1နဲ့ပတ်သက်ပြီးတော့10 1ခွန်1 4 1 5 4ကွက်ပါနော်1နဲ့ပတ်သက်ပြီးတော့နော်3နဲ့ပတ်သက်ပြီးတော့3နှစ်30 36 34ပါကိုမအားလုံးပဲနော်3နဲ့ပတ်သက်ပြီးတော့3နှစ်30
3634ပါ3နဲ့ပတ်သက်လို့4ကွက်ကျွန်တော်ဒါ1နဲ့ပတ်သက်လို့4ကွက်ပါเนาะကိုမအားလုံးပဲဒါကဏ္ဍလေးကျွန်တော်အစားဆုံးပြန်ခေါ်ပြပြမယ်เนาะပြီးရင်ကျွန်တော်တင်ခွန်လေးပြောပြီး view file လေးကျန်တာဗျာ view file 5မိနစ်ကျော်သွားပြီ1နဲ့ပတ်သက်ပြီးတော့10 1ခွန်14 15ပါကိုမအားလုံးပဲ1နဲ့ပတ်သက်ပြီးတော့10 1ခွန်14 15ပါ3နဲ့ပတ်သက်ပြီးတော့3နှစ်30 36 34ပါကိုမအားလုံးပဲเนาะ3နဲ့ပတ်သက်ပြီးတော့3နှစ်30 36 34ပါတင်ခွန်လေးက1နဲ့ပတ်သက်ပြီးတော့16ပါ3နဲ့ပတ်သက်လို့3ခွန်ပါကိုမအားလုံးပဲเนาะ3ခွန်တင်ခွက်16တင်ခွက်ပါမိသားစုနေအားလုံးပဲเนาะတင်ခွက်ဒီ16တင်ခွက်3ခွန်တင်ခွက်ပါเนาะကီးလေးကခွန်304ကီး1ချင်းဒီ13 1ချင်း1ပိုင်3ပိုင်ပတ်တိစောကျင်တဲ့ကူမတွေเนาะတစ်ပတ်ဒီ3ပတ်ဒီဒီကဆော့မယ်တင်ခွက်က16နဲ့3ခွန်ပါမိသားစုနေအားလုံးပဲเนาะကဲကျွန်တော်ကမအားလုံးပဲမနက်ဖြန်ဒီ channel လေးမှာကျွန်တော် live လေးဖို့ရှိပါတယ်မနက်ဖြန်ကျွန်တော်တို့ကဏ္ဍထွက်ပြီးအောင်ဝဲခံတဲ့ live show လေးမှာပြန်နေကြမယ်အားလုံးပဲကျွန်တော်ကမာတွေစိတ်ချမ်းကိုကြီးကြမ်းပြည့်စုံကြပါစေကျွန်တော်ကိုရင်းနဲ့ကန်ဆက်ပြီးတော့မနက်ဖြန်ကြာပါလေးမနက်စီ share ပေါက်ကြပါစေကျွန်တော်ဆွတော်နဲ့ပဲကျွန်တော် view file လေးဒီမှာ channel ဝင်ပါအားလုံးပဲ goal လောက်ပါနော်မနက်ဖြန်ပေါက်ကြပါစေဗျာ live show နဲ့ပြန်နေကြမယ်နော်မနက်ဖြန်နေခင်းကျွန်တော် live show နဲ့ live လွှင့်ပါမယ်အားလုံးပဲဘိုင်းရပါဗျာနော်